Business Management ဆိုတာဘာလဲဒီဗီဒီယိုမှာတစ်စိတ်ရှင်းပြထားပါတယ် Business Management ဆိုတာစီးပွားရေးလုပ်ငန်းတစ်ခုကိုအောင်မြင်အောင်စီမံခန့်ခွဲခြင်းဖြစ်ပါတယ်။ဘာအတွက်သုံးတာလဲ။နံပါတ်1ရောင်းဝယ်မှုအောင်မြင်ဖို့နံပါတ်2ဝင်ငွေအမြတ်တိုးလာအောင်နံပါတ်3ဝန်ထမ်းတွေကိုစနစ်တကျခွဲဝေဖို့နံပါတ်4 market အတွင်းရှင်ပြိုင်နိုင်ဖို့နံပါတ်5ကုမ္ပဏီကြီးထွားလာအောင် Business Management ရဲ့အဓိကလုပ်ငန်းခွဲ Main Areas လုပ်ငန်းခွဲအလုပ်အကြောင်းအရာ Planning ရည်မှန်းချက်ချမှတ်ခြင်းအစီအစဉ်ရေးဆွဲခြင်း Decision Making တေချာဆုံးဖြတ်နိုင်မှု Human Resource Management ဝန်ထမ်းရွေးချယ်ခြင်းစီမံခြင်း Financial Management ငွေကြေးစီမံခြင်းအမြတ်နှုန်းတွက်ခြင်း Operations Management ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းစဉ်စီမံခြင်း Marketing Management ဈေးကွက်သို့ရောက်အောင်မြင့်တင်ခြင်း Digital Management စနစ်များကိုနည်းပညာဖြင့်ထိန်းသိမ်းခြင်း Strategic Management ရေရှည်အတွက်ချမှတ်တဲ့ရည်မှန်းချက်တွေ Business Manager တစ်ယောက်မှရှိတဲ့အရေးချင်းများ Leadership ခေါင်းဆောင်မှု Problem Solving ပြဿနာဖြေရှင်းနိုင်မှု Communication ပြောဆိုဆက်သွယ်နိုင်မှု Financial Knowledge ငွေကြေးနားလည်မှု Decision Making Adaptability မတည်မြဲတဲ့အခြေအနေကိုအလျင်ပြောင်းနိုင်မှု Business Management ကိုဘယ်အရာတွေမှာသုံးသလဲစက်ရုံတည်ဆောက်ခြင်း company တည်ထောင်ခြင်းလက်လီလက်ကားရောင်းဝယ်မှု online shopping commerce app software စတင်ဖန်တီးခြင်း robotic startup တည်ထောင်ခြင်းပုဂ္ဂလိကသုံးကုမ္ပဏီမှစီဖြစ်လာခြင်းတင်ယူရမယ့်အကြောင်းအရာများ business management သင်ခန်းစာဘာထဲမှာပါမလဲရှင်းလင်းချက် principles of management စီမံခန့်ခွဲမှုအခြေခံသဘောတရားများ accounting finance ledger balance sheet budget, marketing brand, promotion, customer targeting, from employee hiring, training, payroll, entrepreneurship, CYA Satini, idea, pandini, economic supply demand, market trends, business management, alliance, bari lolo yale, kubai sayong factory D9, tech startup to kusabi, silpin 9, a chaduri, a project go, usao 9, mimi ye idea go, yangwe 9, product pit on the sound 9, အဖွဲ့အစည်းတစ်ခုကိုစနစ်တကျဦးဆောင်နိုင်တယ်။အနှစ်ချုပ် business management ဆိုတာကမင်းကိုစီးပွားရေးနဲ့ပတ်သက်တဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာအောင်ပြင်ဆင်ပေးတဲ့ကျွမ်းကျင်မှုတစ်ခုပါ။စက်ရုပ်လုပ်ချင်တဲ့ factory တည်ချင်တဲ့အရေးချင်တဲ့ဆိုရင်ဒီပညာမရှိမဖြစ်လို့တယ်။